ဤဇလန်လေးကတော့မိုဟစ်နဲ့စီမာတို့ဇနီးမောင်နှံပြီးတော့သူတို့ရဲ့အမွှညီကိုလေးတွေဖြစ်တဲ့ဆိုနုနဲ့မိုနုတို့အကြောင်းပေါ့ထူးခြားတာကသူတို့နှစ်ယောက်ဟာအမွှတွေဆိုပေမဲ့ယူမြေကြီးလိုကွာခြားကြတာပါပုံမှန်တိုင်းတနင်္ဂနွေနေ့မနက်ခင်းလေးမှာဖခင်ဖြစ်သူမိုဟစ်နိုးလာတော့အပြင်ဘက်ဆိုဖာပေါ်မှာစာထိုင်ကြည့်နေတဲ့ဆိုနုကိုတွေ့လိုက်ရတဲ့သားဆိုနုမနက်စောစောစီးစီးပါလို့စာထိုင်ကြည့်နေတာလဲလို့မေးတော့ဆိုနုကလိမ္မာပါနဲ့စွာနဲ့မနက်ဖြန်ဟင်ဒီစာမေးပွဲရှိတယ်ဖေဖေနောက်2ရက်ဆိုအင်္ဂလိပ်စာ project လဲအဲ့ရမှာမို့မနက်ကတည်းကကြိုးလုံးနေတာပါလို့ပြန်ဖြေရှာတယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူစီမာကမုတ်လာချပေးရင်းနဲ့ဆိုနုကိုချီကျူပြီးမိုနုကိုတော့ပွိုင်လာတာပေါ့ကြည်စမ်းနောက်သားတစ်ယောက်ကတော့စောစောထားရေမိုးချိုးပြီးစားလုပ်နေပြီးဟိုတယောက်မိုနုကတော့မနက်အစောကြီးကလေးကတငယ်ချင်းတွေနဲ့ဘောလုံးသွားကစားနေလေရဲ့အချစ်မတူတဲ့ညီကိုခဏနေတော့မိုနုတယောက်ချွေးတရွရွနဲ့အိမ်ပြန်ရောက်လာပြီးမေမေဗိုက်စားပြီးမုံညံညံပေးလို့အော်ပါလေရောမေမေကရေရင်ချိုးပြီးမှစားရမယ်လို့ပြောတော့မိုနုကဟာမေမေကလည်းတပတ်မှတရက်ရတဲ့အားလက်ရက်မှာတော့အေးအေးဆေးဆေးမနေရဘူးမနက်ခင်းကြီးရေချိုးခိုင်းစားထိုင်လုပ်ခိုင်းနဲ့တနေ့လုံးအချိန်တွေအများကြီးရှိပါသေးတယ်လို့ညီတော့တာပေါ့ဖခင်ဖြစ်သူကလည်းမိုနုကိုနားဝင်အောင်ပြောပြရှာတဲ့သားအချိန်ကိုဆိုနုလိုအကျိုးရှိရှိတုံးတက်ရတယ်အချိန်မီအလုံးမလုံးတဲ့သူဟာနောက်တရက်တက်တယ်ကွာဖေဖေပြင်သွားစရာရှိလို့သွားလိုက်အောင်မယ်ညနေပြန်လာရင်မင်းတို့နှစ်ယောက်လုံးကိုစာပြန်မေးမယ်နော်လို့မှာပြီးထွက်သွားတယ်ပြီးရင်ချင်းရဲ့ရလက်ဖေဖေထွက်သွားတော့ဆိုနုကတော့ဟင်ဒီစာတွေအကုန်ကျက်အင်္ဂလိပ်စာ project ကိုပါလက်ဆက်တက်နေချိန်မှာမိုနုကတော့ TV ထိုင်ကြည့်နေတာတငယ်ချင်းတွေကလာခေါ်တော့လေညနေမှာစာလုပ်မယ်စာမေးပွဲကမနက်ဖြန်မှပဲဟာအမှတ်ကောင်းတာမကောင်းတာကတော့ကန်တရားပေါ်လို့စင်ကြေပေးပြီးကစားဖို့ထွက်သွားပြန်ရောညနေဖေဖေပြန်လာတော့ဆိုနုကတော့စာတွေလည်းအကုန်ရ project ကိုလည်းလှလှပပပြင်ဆင်ပြီးနေပြီးမိုနုကတော့အိမ်ထဲကိုဘောလုံးတုပ်ကြီးကင်ပြီးအခုမှပြန်ဝင်လာတာကြည့်ရတာရေလည်းမချိုးရသေးဘူးစာလည်းဘာမှမလုပ်ရသေးဘူးမဟုတ်လားလို့မေးတော့မိုနုကဟာဖေဖေကလည်းပြန်ရောက်တာနဲ့စာကြောင်းပဲပြောတော့တာပဲညနေပဲရှိသေးတာကိုလို့ပြန်ပြောတယ်ဒီလိုနဲ့မိုနုကတော့မနက်ဖြန်မှနဲ့အလုပ်တွေကိုရွှေ့ဆိုင်ခဲ့တာအလုပ်တွေတပုံကြီးကြံနေခဲ့တာပေါ့တင်ကန်းစာနောက်နေ့မှာတော့ရလက်ကထွက်လာပါပြီဆိုနုကအမှတ်ကောင်းကောင်းရခဲ့ပေမဲ့မိုနုကတော့အမှတ်နီးလုံးလို့ဆီယာမစီမာရောအိမ်ရောက်တော့မေမေစီမာရောအဆူခံရတော့တာပဲညနေမှာမိုဟစ်ပြန်ရောက်လာပြီးမိုနုရဲ့အမှတ်တွေကိုကြည့်ပြီးစိတ်ပြတ်သွားတယ်ဒီလိုညံ့ဖြစ်တဲ့အမှတ်တွေရလိမ့်မယ်လို့ငါမျှော်လင့်မထားဘူးမိုနုလို့ပြောတော့မိုနုကကျွန်တော်ကန်တရားကညံ့လို့ပါဖေဖေကျွန်တော်ကန်တရားကညံ့လို့ပါဖေဖေလို့ကန်ကိုပဲပုံချနေပြန်တယ်အဲ့ဒီမှာဖေဖေကမိုနုကိုနားဝင်အောင်တေချာရှင်းပြပါတယ်ဒါအချိန်ကိုအတုံးမချပဲအလုပ်တွေကိုအမြဲရွှေ့ဆိုင်ပြီးကန်တရားကိုပဲပုံချနေတဲ့သူဟာဘဝမှာဘယ်တော့မှမတိုးတက်ဘူးဆိုနုကိုကြည့်သူကတော့အချိန်ကိုအကျိုးရှိရှိသုံးလို့အခုရလက်ကောင်းတွေရနေပြီးကန်တရားဆိုတာကိုယ်တိုင်ဖန်တီးယူရတာကွာဖေဖေကတားကိုတော်စေခြင်းနဲ့အချိန်ကိုတန်ဖိုးထားတတ်အောင်တင်ပေးခြင်းတာတဲ့ဖခင်ရဲ့မေတ္တာပါတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့မိုနုတယောက်နောက်တရသွားပြီးဖေဖေပြောတာမှန်ပါတယ်တားနားလဲပါပြီဒီနေ့ကစပြီးဖေဖေဂုဏ်ယူရတဲ့သားဖြစ်အောင်အချိန်ကိုအကျိုးရှိရှိအသုံးချပါမယ်လို့ကတိပေးလိုက်ပါတော့တယ်နောက်ထပ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းချင်းတွေကိုကြည့်ကျင်နေဆိုရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့အုံတော်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်